အားလုံးပဲမင်္ဂလာပါဒီပုဂ္ဂိုလ်ရဲ့နာမည်ကိုကြားဖို့ကြားရလားသူကတော့1940ခုနှစ်မှာပြန်တန်းနေတော့ပကံပြားရင်တွေကိုတင်းထွေးသူအဖြစ်လူသိများလာခဲ့တဲ့ရေမွန်ပါမာပဲဖြစ်ပါတယ်သူကတိတ်ပံစစ်ကူးရင်ဝဒနာရှင်တို့ဖြစ်ပြီးမှ1910 1980ခုနှစ်မှာဩဇန်လွယ်မှုဆုံးစစ်ကူးရင်ဝတ္ထုစာရေးဆရာတို့ဖြစ်ပါတယ်1939ခုနှစ်မှာ Fantastic Story ရဲ့ editor တယောက်လည်းဖြစ်လာပါတယ်1944ရောက်တော့ရှေ့ဟောင်းဂျူသားတွေဟာပျောက်ဆုံးသွားတော့ရင်တန်းတွေဟာဆိုရင်လည်းမြေအောက်တွေမှာရှိနေကြောင်းသူရဲခဲ့ဖူးပါတယ်သူရဲတဲ့ဇလန်းတွေဟာမန်ကန်ကြောင်းပြောဆိုမှုတွေရှိလာတဲ့အခါစာဖတ်သူတွေကြားမှာအကွဲကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်။ဒါကြောင့်တိပ္ပံစစ်ကူးရင်ဆန်တဲ့ဇလန်းတွေကြောင့် FBI မှတကြင်စစ်ဆေးခံခဲ့ဖူးပါတယ်။သူဘာကြောင့်စစ်ကူးရင်ဝတ္ထုတွေရေးလာရလဲ။သူငယ်ရတဲ့အချိန်အစိုးရကျောင်းမှာစာသင်ခဲ့ရပြီးမှတရက်မှာစာအုပ်ပေါင်း15အုပ်ထိဖတ်ခဲ့ရတဲ့သူဖြစ်ပါတယ်။နောက်ပြီးသူဟာရှေ့ဟောင်းအင်ဂျီတမန်နဲ့ပီတုကတိပ္ပံစစ်ကူးရင်ဝတ္ထုများကိုနှိမ့်သက်တဲ့သူဖြစ်ပါတယ်။ UFO ပညာရှင်များဖြစ်တဲ့ပီတာကော့နဲ့ဂျွန်ကီလ်ဒူကခုမင်တွေ့နေရတဲ့ပကံပြားရင်လှုပ်ရှားမှုတန်းဟာပါမာမှာလုံးဝနှီးပါတာဝန်ရှိကြောင်းပြောဆိုခြင်းခံခဲ့ရပါတယ်။ပကံပြားနဲ့ New Age အကြောင်းကိုမဲမြန်းလာတဲ့အခါမှာရေမွန်ပါမာကိုလင်းလူရှုလက်ရှိကြပါတယ်။ဒါပေမဲ့2020ခုနှစ်မှာ American Donald Trump အားဒီကြောင်းရနဲ့ပတ်သက်ပြီးမှအချက်လက်များထုတ်ပြန်ဖို့ရှိလားဆိုပြီးမှမဲမြန်းတဲ့အခါမှာကျွန်တော်သိထားတဲ့ကိုခင်ဗျားကိုမပြောပါဘူးဆိုပြီးမှပြောခဲ့ပါတယ်။ဒါပေမဲ့ဒါတွေကအရန်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးမှပြန်ပြီးမှပြောကြခဲ့ပါတယ်။နောက်တမ်တာဟောင်းအိုဘားမားဟာဆိုရင်လည်းကိုချင်းခါမှာအစိုးရတွေမှာဂျူတာအာကာတရင်တစင်းရှိနေတယ်ဆိုပြီးမှယဉ်ကျေးစွာဖြေကြားခဲ့ဖူးပါတယ်။နောက်ဒီတွေဟာရှိပြီးသားတဲ့အရာတွေပေါ်မှာအခြေခံပြီးမှဖြစ်ပေါ်လာရတဲ့အရာဖြစ်ပါတယ်။ဇက်ကားတွေထဲမှာတွေ့ဖူးတဲ့စက်ရုပ်လမ်းပေါ်တွေမှာဗီဒီယိုခေါ်အချင်းချင်းခေါ်တဲ့အကြောင်းအရာတွေနောက်ပြီး AN တွေသုံးတဲ့အရာတွေကျွန်တော်ဖုန်းမပေါ်ခင်မှာဇက်ကားတွေမှာအရင်တွေ့ဖူးခဲ့ကြတယ်မဟုတ်လား။အဲကြောင့်ခုခေတ်မှာလူတန်းနီးပါအသုံးပြုလာကြပြီဖြစ်ပါတယ်။2026ဂျွန်လမှာလည်း DO Rosby နဲ့တမ်တာဒေါ်နယ်ထရန့်တို့စကားပြောကြတဲ့အရာတွေကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။အဲကြောင့်ဇက်ကားတွေပေါ်မှာအရင်ဖန်တီးပြီးမှရှိလာတာမဟုတ်ပဲအဲ့ဒါမဖန်တီးကြတဲ့ကဒီအရာတွေကိုဖန်တီးပြီးသားဖြစ်နေတာဖြစ်ပါတယ်။ဟောဒီလိုမျိုးဖန်တီးထားတဲ့အရာတွေဟာရှေ့အနာကဘယ်လိုမျိုးတွေဖြစ်လာမယ်ဆိုတဲ့အရာတွေကိုတရုတ်ဖော်ညွှန်ပြထားချက်အရာပဲဖြစ်ပါတယ်။ခုဒီပုံထဲကစပင်ဖြူရောင်တဲ့လူကအရက်6ပင်နဲ့9ပင်လောက်ရှည်ပြီးမှသူ့ရဲ့စပင်ဟာဆိုရင်လေရွှေဝါရောင်စပင်သူ့ရဲ့မျက်လုံးဟာဆိုရင်လေအပြန်ရောင်မျက်လုံးနဲ့ဖြူဖွေးတော့အသားရောင်ရှိတဲ့အသက်ရှင်တဲ့လူသားတစ်မျိုးပဲဖြစ်ပါတယ်။သူ့ရဲ့ကမ္ဘာမြေပေါ်မှာအသက်ရှင်တဲ့တက်တန်ကတော့နေပေါင်း3000ရှိကြောင်းဖော်ပြထားတာတွေ့ရပါတယ်။နောက်ပြီးဒီပုံဟာဆိုရင်လေယနေ့ကျွန်တော်တို့အများပိုင်းယူတာလို့ပဲတီးကြတဲ့ Arcturians ပဲဖြစ်ပါတယ်။သူ့ရဲ့အသက်ရှင်တက်တန်ကတော့နေပေါင်း1000ကျော်ရှိပြီးမှသူအသက်ရှင်ရတဲ့ရည်ရွယ်ချက်ကကမ္ဘာမြေကိုကုသဆောက်ရှောက်ပေးခြင်းပဲဖြစ်ပါတယ်။အမှန်တော့ဒီဂျူသားတွေဟာဆိုရင်လူသားတွေကနဲ့ဆင်းသက်လာတဲ့သူတွေပဲဖြစ်ပါတယ်။အော်ဒီပုံမှာစပင်ဖြူရောင်နဲ့စပင်ရွှေဝါရောင်နဲ့ဒီလူဟာဆိုရင်လည်း Harmonia လူမျိုးထိပ်ကနဲ့ဆင်းသက်လာတဲ့လူသားဖြစ်ပြီးမှ German Scandinavian လူတွေနဲ့ဆင်တူတဲ့လူမျိုးတစ်မျိုးပဲဖြစ်ပါတယ်။ဒီပုံထဲကဂျူသားဟာဆိုရင်လည်းမျိုးရိုးဗီဇပြောင်းလဲထားခြင်းခံရတဲ့လူတ တစ်မျိုးပဲဖြစ်ပါတယ်လူဒရိစံမျိုးဆက်ဖြစ်ပါတယ်လူသားနဲ့လူမဟုတ်တဲ့ဒရိစံမျိုးလုံးမှာဓာတ်စဉ်ပေါင်းစပ်ထားခြင်းခံရတဲ့လက်ရှိတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မျိုးရိုးပိစပြုပြင်တဲ့အရာကိုရုပ်ရှင်ဗီဒီယိုဂိမ်းတွေမှာအများပန်းကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ဒါကတော့အပြင်မှာတကယ်ရှိပြီးသားအရာတစ်ခုဖြစ်ပါတယ်လူတုပ်ပူးဒါမှမဟုတ်လူတုပ်ပူးနဲ့ဒရိစံတုပ်ပူးများပေါင်းစပ်ပြီးမှမွေးဖွားလာတဲ့လူသက်တော်တစ်မျိုးပဲဖြစ်ပါတယ်ဒီလူတွေဟာကာပြားပုံစံဖြစ်သွားတဲ့အတွက်ကြောင့်ဉာဏ်ရင်ထက်မြက်တဲ့တမန်လူထက်မြက်တဲ့တတ္တဝါတစ်မျိုးဖြစ်လာရခြင်းဖြစ်ပါတယ်။အော်ဒီတတ္တဝါကို Human Animal Hybrid လို့ခေါ်ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာတွေကို2008ခုနှစ်မှာ American သမ္မတ George W. Bush ဟာဆိုရင် Grayson နဲ့လူသားသက်စဉ်မျိုးရိုးဗီဇ engineer တွေကိုထင်းကြီးရန်ပြောကြားခဲ့ပါတယ်။နောက်ပြီးတော့ John Doe ဟာဆိုရင်လည်းဆက်လူသားဖြစ်ကြောင်းကိုယင်းနဲ့ကျွန်တော်တို့လူသားတွေခွဲခြားလို့မရကြောင်းဖော်ပြခဲ့ဖူးပါတယ်။ Ohio ပြည်နယ်မှာရှိတဲ့ Perinatal Research တက်ခွေခန့်အကြီးအကဲ Douglas Key နဲ့ဟာဆိုရင် Grayson လူသားမျိုးဆက်ဟာအလွန်ရှုပ်ထွေးကြောင်းမှတ်ချက်ပြုခဲ့ဖူးပါတယ်။ဒါကြောင့်ဒီအကြောင်းအရာအားလုံးဟာ Human Animal Hybrid လို့ခေါ်ရခြင်းဖြစ်ပါတယ်။အမှန်တကယ်တော့ဒါဟာဂျူသားတွေမဟုတ်ကြပါလူသားတွေစီကနဲ့လူသားတွေမျိုးဆက်ပြီးမှပေါက်ဖွာလာတဲ့လူတွေပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကဒီလောက်လေးပါ။နောက်ဗီဒီယိုမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်။